Hello everyone ဒီနေ့ဗီဒီယိုလေးကတော့ 10 phrases for invitation ကိုကသူများကိုဖိတ်ကြားတာပဲဖြစ်ဖြစ်သူများကနေပြီးတော့ကိုဖိတ်ကြားတဲ့အခါပေါ့နော်ဘယ်လိုမျိုးစာကြောင်းတွေနဲ့သုံးလို့ရလဲဆိုတာကိုဒီဗီဒီယိုလေးထဲမှာပြပြပေးသွားမှာဖြစ်ပါတယ် Are you free Sunday night မင်းတနင်္ဂနွေနေ့ညအားလား Are you doing anything Sunday night မင်းတနင်္ဂနွေနေ့ညလုပ်စရာရှိလား Let me check my calendar ငါပြက်ကတင်ကိုကြည့်ပြရစီအောင် Do you want to see a movie မင်းရုပ်ရှင်ကြည့်ရှင်လားဒီစာကြောင်းကတော့ informal center ဖြစ်တဲ့အတွက်ကိုနဲ့ရင်းနှီးတဲ့တွေနဲ့ပဲအသုံးပြုသင့်ပါတယ် Would you like to join me for dinner မင်းငါနဲ့အတူညစာစားချင်လားဒီစာကြောင်းလေးကတော့ formal ဖြစ်ပါတယ် I would love to ငါညစာစားချင်ပါတယ်ဒါကတော့ကိုကပြန်ဖြေလိုက်တာပေါ့နော်ခုနမိခုနေမေးပြီးတော့ရဆိုတော့ဒါကိုကပြန်ဖြေလိုက်တဲ့ပုံစံမျိုးပါပေါ့နော် Sounds great ကောင်းတာပဲ I would love to but I have another commitment ငါမင်းနဲ့တူညစာစားချင်ပြီးမဲ့အခြားလုပ်စရာတွေလည်းရှိနေသေးလို့ I don't think I can ငါလုပ်နိုင်မယ်မထင်ဘူး Maybe another time နောက်တစ်ခေါက်ပေါ့ဗျာဒီပြောချင်တာကတော့ဒီတစ်ခေါက်မှမလုပ်နိုင်သေးလို့နောက်တစ်ခေါက်လို့ပြောချင်တာပေါ့နော် So that's all for today and see you on my next video